ခွေးမလေးဆိုတော့သူ့ကိုမိချောလို့နာမည်ပေးထားတာအဲ့ဒီမိချောတို့များကြောင်းလိုက်လာလိုက်လို့ရှင်သူခင်ဗျာလူမြင်လို့ရှင်အမီးလေးရမ်းပြီးတော့သူကကြိုးဆိုလဲရတာနှုတ်ဆက်လိုက်ရတာမနေဘူးသူခင်ဗျာဘယ်သူမြင်သဘောသိကောင်းတာသဘောသိကောင်းမြတ်စွာဘုရားလက်ထက်မှာသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်အောင်လူတွေမကဘူးသိုးသွမ်းတယ်ဆိုတာနတ်တွေဘလူတွေထဲမှာလည်းရှိတယ်ပေါ့သိုးသွမ်းမှုဆိုတာဇယိုက်တစ်ခုဆိုတာလိုက်သွားတတ်တယ်ဘုန်းကြီးတို့အဲ့ဒါသတိထားမိတယ်စကိုင်းတောင်မှာဘုန်းကြီးတို့ကျောင်းမှာခွေးလေးခွေးလင်းနေအကောင်340လောက်ရှိတယ်ပေါ့ခွေးလေးခွေးလင်းဆိုတာကျောင်းကမွေးထားတဲ့ခွေးတကောင်မှမရှိဘူးဟိုကလာလွတ်ဒီကလာလွတ်စားရတော့တော့ကျောင်းထဲမှာဝင်းနေဒီလိုနေကြတဲ့ထဲမှာအဲ့ဒီလာနေတဲ့ခွေးတွေထဲမှာဘယ်သူကမှ training ပေးတာမဟုတ်ဘူးခွေးတင်တန်းကျောင်းလည်းမရှိပါဘူးတချို့ခွေးတွေကြတော့အလွန်လိမ့်မာတယ်ပြောင်းတဲ့နေရာတွေမစင်မစွန့်ဘူးနေတာထိုင်တာအဆင်ပြေတယ်တချို့ခွေးကတော့ပြောင်းပြီးဆိုတဲ့နေရာကိုရွေးတယ်ခြေတုပ်ခုံတို့ဘာတို့ရွေးတယ်နော်တကယ်ဖျားဒီတမန်တလင်းတို့ဘာတို့ဒီလိုနေရာမျိုးမှာရွေးပြီးတော့မစင်စွန့်တဲ့ခွေးလည်းရှိတယ်နောက်ဘုန်းကြီးကျောင်းထဲနေပြီးစားတောက်နေတဲ့ခွေးကောင်ဘုန်းကြီးမြင်လဲဟောင်းတယ်လာသမျှအကုန်ဟောင်းအဲ့ဒီလိုခွေးမျိုးလည်းရှိတယ်တချို့ခွေးကအဲ့ဒါလိုမဟုတ်ဘူးလာသမျှကိုကြိုးစိုးတယ်အမီးလေးနံပြီးဘယ်သူလာရမလို့ဘူးအမျိုးစုံတွေ့ရတယ်ခွေးတွေအဲ့ဒါတွေကြည့်လိုက်လို့ရှင်တန်တရာကရန်လုတ်တတ်တဲ့အကျင့်ပါလာတဲ့ခွေးစိုးတွေကြတော့ဘယ်သူလာမျက်စောင်းထိုးကြည့်တယ်ဟောင်းတယ်ဟိမ့်တယ်နော်ဒေါသစရာရှိတယ်တချို့ခွေးကြတော့လုံးဝမဟောင်းဘူးလူတွေမြင်သမျှကိုအမီးနံပြီးတော့မျက်နှာချိုသွေးတယ်ဒီလိုခွေးလည်းရှိတယ်ဘယ်သူမှသင်တန်းပေးထားတာမဟုတ်ဘူးတချို့ခွေးကတန်တန်ပြပြနေတယ်တချို့ခွေးကညင်ညင်ပတ်ပတ်တွေသိပ်လုံးတယ်တချို့ခွေးကြတော့ကျောင်းကရှိတဲ့ကိုတော်တွေဖဏတ်တွေအကုန်ကြိုက်ပစ်တယ်နော်ဒီလိုဟာမျိုးရှိတယ်တချို့ခွေးကဖဏတ်မကြိုက်ဘူးသူတို့မှလည်းသူတို့အကျင့်စရိုက်တွေဟာဘဝတန်တရားကပါလာတယ်လို့ပြောရမှာပဲခွေးတိုင်းဖဏတ်ကြိုက်တာမဟုတ်ဘူးခွေးတိုင်းပြောင်းတဲ့နေရာမှာမစင်စွန့်တာမဟုတ်ဘူးခွေးလေးတစ်ကောင်များမရမြို့ထဲကနေပြီးတော့ကိုရင်နေနဲ့ဆွမ်းကပြန်လိုက်လာတယ်ခွေးမလေးတစ်ကောင်သူကဝဝတုတ်တုတ်ကလေးဆိုတော့သူ့ကိုခွေးမလေးဆိုတော့သူ့ကိုမိချောလို့နာမည်ပေးထားတာအဲ့ဒီမိချောတို့များကြောင်းလိုက်လာလိုက်လို့ရှင်သူခင်ဗျာလူမြင်လို့ရှင်အမီးလေးရမ်းပြီးတော့သူကကြိုးဆိုလဲရတာနှုတ်ဆက်လိုက်ရတာမနေဘူးသူခင်ဗျာဘယ်သူမြင်သဘောသိကောင်းတာသဘောသိကောင်းတရက်တော့သူ့ကိုလှောင်ထားတဲ့ထဲကနေပြီးတော့သူမထွက်နိုင်တဲ့အခါနေဖွင့်လဲထုတ်လိုက်ရောသူပဲပြေးတော့ဆိုရင်တောထဲကိုပြေးတာမစင်စွန့်အကျင့်ကောင်းဖို့ပြောပြတာပါအဲ့ဒီခွေးလေးကြတော့အသက်မရှိဘူးသူကုသကံကြောင့်လားမသိဘူးခွေးဘဝမှာကြာမနေရဘူးအဲ့ဒီလိုခွေးမျိုးလည်းတွေ့ဘူးတယ်အမျိုးကိုစုံနေတာပဲဒါတွေဟာတေချာစဉ်းစားကြည့်ရင်တန်တရားကအလေးအကျင့်တွေ habitual practice လို့ခေါ်တာပေါ့ဝါဒနာဆိုတာပါလာတတ်တယ်တဲ့